Hello အားလုံးပဲမင်္ဂလာပါဒီနေ့ကျတော့ဘာအကြောင်းပြောမှလဲဆိုတော့တဒံမိကုစာရွက်လေးတွေနဲ့ဆိုတော့ဆောင်းမပွဲမှာဆောင်းပွဲဖြစ်ရင်ဘယ်လိုမျိုးအချိန်ခွဲရမလဲဆိုတာကိုတပါသားချင်းစီအလိုက်ပြပြပေးသွားပါမယ်ဒီလိုမျိုးအချိန်ခွဲတဲ့ဟာကတိတ်ကိုအရေးကြီးတယ်နော်မဟုတ်လို့ရှိရင်ကိုကအချိန်ကိုခွဲရတာမရှိဘူးဘယ်ပုတ်ကိုဘယ်မိနစ်နဲ့ဖြေရမယ်လို့လုပ်ထားတာမရှိဘူးဆိုရင်ဟိုအချိန်တွေကကြာသွားတယ်ပေါ့နော်လိုတာထပ်ပို့ပြီးကြာသွားတယ်မဖြေလိုက်ရတာတွေဖြစ်မှာဆိုလို့အမကအချိန်ခွဲနည်းလေးကိုပြပါမယ်ဒီအချိန်ခွဲနည်းလေးတွေကကြတော့ဒါကအမရဲ့ကိုပိုင်ဒီလိုမျိုးလုပ်ခဲ့တဲ့နည်းလေးတွေပေါ့နော်ဒီအချိန်နဲ့ပတ်သက်ပြီးတော့ကကြတော့ကိုစာရတဲ့ဟာပေါ့မရတဲ့ဟာပေါ့မူတည်ပြီးတော့တယောက်နဲ့တယောက်ကကွဲပြားမှုလေးတွေတော့ရှိမှာပါဒါပေမဲ့အခုဒီအချိန်ခွဲရတာကတော့အမဖြေခဲ့တော့ကပုံစံနည်းနဲ့ခွဲထားပေးတာဖြစ်ပါတယ်နော်အဲ့တော့သွားကြည့်လိုက်ရအောင်ပထမဆုံးမြန်မာစာပေါ့နော်မြန်မာစာမှာဆိုလို့ရှိရင်အမတို့က3နာရီအချိန်ရတာဖြစ်တဲ့အတွက်အမတို့ကတော့အစင်လိုက်ပဲဖြေပါတယ်နံပါတ်1ကနေပြီးတော့နံပါတ်9ထိကိုသူ့ဟာသူအစင်လိုက်လေးဖြေတယ်ပေါ့နော်အဲ့တော့မြန်မာစာကတော့အားလုံးသိတဲ့အတိုင်းပဲသူကအချိန်ကိုတော်တော်လေးချွေတာတက်မှာတေချာလေး3တက်မှာမြန်မာစာအချိန်မီတာပေါ့နော်မဟုတ်ရင်မြန်မာစာကအချိန်ဟိုမမီဒီမမီဖြစ်နိုင်နေပေါ့နော်အဲ့တော့စလိုက်ရအောင်အဲ့တော့အမကဆိုလို့ရှိရင်အစင်လိုက်ဖြေတယ်လို့ပြောတာဖြစ်တဲ့အတွက်မှားမှန်လာရင်မှားမှန်ရင်ဖြေတယ်ပြီးရင်ကွက်လက်အမှန်၍အဲ့ဒါတွေကိုအမက15မိနစ်အချိန်ယူပါတယ်15မိနစ်ပြီးလို့ရှိရင်နံပါတ်2ပေါ့နော်နံပါတ်2မှာဆိုရင်ကာကြီးကနေနံပါတ်ကာကြီးကြီးရှိတယ်အဲ့ဒါကခက်စစ်အလင်ကစကဇက်9မှတ်တန်ပေါ့နော်အဲ့ဒါတွေကိုကြတော့အမက25မိနစ်နဲ့လောက်အောင်ဖြေတယ်ပေါ့နော်ဒီအရှိပိုင်းလေးတွေမှာနည်းနည်းလေးမြန်လေးဖြေတာမှဖြစ်မယ်ပေါ့နော်အဲ့တော့နည်းနည်းမေးစရာလေးရှိတယ်ပေါ့နော်ဘာဖြစ်လို့အမအစင်လိုက်ဖြေတာလဲဒါကတော့အမရဲ့ကိုပိုင်အတွေးပေါ့နော်ဘာဖြစ်လို့လဲဆိုတော့အမကဒီလိုမျိုးဆောင်းမပွဲမဖြေခင်ဆောင်းမပွဲခန်းထဲမဝင်ခင်တနာရီလောက်အလိုမှာဆိုလို့ရှိရင်ဒီလိုမျိုးတမတ်တန်တွေကိုပဲအာယုံစိုက်ကြည့်တယ်ပေါ့နော်တမတ်တန်တွေကိုအာယုံစိုက်ကြည့်သွားတဲ့အခါကျတော့ဒီဆောင်းမပွဲခန်းထဲဆဆဝင်ပြီဆိုရင်ခေါင်းထဲမှာတမတ်တန်တွေကအပြည့်ပေါ့နော်အဲ့လိုအပြည့်ရှိတယ်ဆိုတော့စိတ်လည်းအေးစစ်စစ်ဖြစ်နေတဲ့အချိန်မှာဒီတမတ်တန်တွေကိုအရင်ဆုံးကောက်ဖြေလိုက်တယ်ပေါ့နော်ဘာအဲ့ဒါဆိုလို့ရှိရင်ဒီတမတ်တန်တွေကကြတော့လေတမတ်မှန်တာနဲ့တမတ်တန်းရမှာလေအဲ့တော့နည်းနည်းလေးမှားသွားတာနဲ့သူကအမှတ်မရနိုင်ဘူးဆိုတဲ့ခါကျတော့အမဒီတမတ်တန်တွေကိုဦးစားပေးပြီးတော့ပထမဆုံးမှဖြေပါတယ်ဘာဖြစ်လို့လဲဆိုတော့ဗောနော်တမတ်တန်တွေကိုတချို့ကထားခဲ့တယ်နောက်ဆုံးမှဖြေတဲ့သူတွေကကြတော့တချို့ဆိုရင်အနောက်ကအပုတ်ကြီးကဘယ်သူမှမသိနိုင်ဘူးလေကိုရတဲ့ဟာလည်းရှိမယ်မရတဲ့ဟာလည်းရှိမယ်ဆိုတော့အနောက်မှာအချိန်ကုန်သွားရင်အရှိရဟာတွေကလွတ်သွားရင်နှမျောစရာကြီးလေအဲ့ဒါကြောင့်မို့အမရဲ့ဒါက personal ပေါ့နော်အဲ့ဒါကတော့အမကဒီတမတ်တန်တွေကိုအရင်ဆုံးဖြေပါတယ်အဲ့ဒါတော့ကိုကပို့ပြီးတော့အဆင်ပြေရလို့ထင်လို့ပေါ့နော်ဒါကဒီလိုမျိုးကြီးလောက်ရမယ်လို့တော့မဟုတ်ပါဘူးကိုအဆင်ပြေသလိုပေါ့နော်ဒါပေမဲ့တမတ်တန်တွေကိုအဲ့လိုမျိုး15မိနစ်နဲ့ဖြေပြီးတယ်ပြီး25မိနစ်နဲ့နံပါတ်2ဂါကြီးကြီးပြီးအောင်ဖြေတယ်အဲ့ဒီနောက်မှာဆိုရင်အပုတ်ကြီးတွေလာပါပြီတပြားတွေစကပြေတွေရည်သေးတွေစာစီစာကုန်းတွေအစိုးအခြေတွေကိုအမတပုတ်ကို25မိနစ်နဲ့ထားပါတယ်ဒီတပုတ်25မိနစ်ဆိုတာလေတကယ်လက်တွေ့ဖြေတဲ့ခါကျရင်25မိနစ်လုံးကြီးယူရင်တော့တိတ်တော့မကောင်းဘူးပေါ့နော်အချိန်ကကြတော့လေနည်းနည်းလေးမြန်လေးရေးနိုင်ပိုကောင်းတယ်တပုတ်ကိုဟို25မိနစ်ဆိုရင်တော့တချို့အပုတ်တွေဆိုရှင်တိတ်တော့မလောက်ချင်ဘူးဒါပေမဲ့အဲ့လို23မိနစ်တို့22မိနစ်တို့အဲ့လောက်နဲ့ပြီးအောင်တော်တော်လေးရေးနိုင်မှစင်ပြေတယ်ပေါ့နော်။ဘာဖြစ်လို့လဲဆိုတော့ဒီစာရေးစာကုန်းခေါင်းစဉ်တွေဆိုတာမသိနိုင်ဘူးလေဟုတ်တယ်မလား။ကိုနဲ့မရင်းနှီးတဲ့ဟာမျိုးကြီးလာတယ်ဆိုလို့ရှိရင်25မိနစ်ပုံမှန်ရေးမဲ့ချိန်မှာမိနစ်30လောက်သွားတာမျိုးတွေရှိတယ်ပေါ့နော်။ဒါကြောင့်မလို့ဒီအပုတ်ကြီးတွေကလည်းရေးလက်လှလေးနဲ့နည်းနည်းမြန်လေးရေးပြီးရင်ကောင်းပါမယ်။ဒါပေမဲ့ရေးဘူးကအချိန်အမသတ်မှတ်တာကြတော့တပုတ်ကို25မိနစ်ပေါ့နော်။ဒါပေမဲ့အမတို့ဆီအမပြောတော့တပုတ်ကို18မိနစ်20လောက်ရေးနိုင်ပိုကောင်းတယ်ပေါ့နော်။ဒါပေမဲ့အမကလက်ရေးလေးနည်းနည်းလှအောင်ရေးတော့မရဘူးပေါ့နော်အဲ့တော့25မိနစ်လောက်ထိသွားတယ်ပေါ့နော်တပုတ်ကိုအဲ့မှာဆိုလို့ရှိရင်သူကအခုအမဒီလိုမျိုးအချိန်ကိုဒီလိုမျိုးခွဲလိုက်တဲ့ခါကျတော့အမမှာ15မိနစ်တကယ်တမ်းတော့15မိနစ်မပိုဘူးစောင်းမွေးခိုင်းနေရောက်ရင်တော့လေ10မိနစ်လောက်ပဲတခါလေကြာရင်5မိနစ်လောက်ပဲပို့တယ်ပေါ့နော်အဲ့ဒါကကြတော့လေဒီမြန်မာစာရဲ့ဒီလက်ရေးကိုယ့်ရဲ့ရေးနိုင်တဲ့နှုံကိုစာရနေတဲ့နှုံပေါ်မူတည်တာပေါ့နော်ဒါပေမဲ့ဒီဟာကတော့အမဖြည့်တဲ့အခါတိုင်းဒီနှုံးနေပဲပေါ့နော်အဲ့တော့5မိနစ်10မိနစ်လောက်တော့ပို့တယ်အဲ့အချိန်မှာဆိုရင်အရှိရဟာတွေပြန်ကြည့်တယ်ပေါ့နော်ဒီမြန်မာမှာအမအဓိကထားတာကတော့မှားမှန်ကွက်လက်အမှန်ရွေးပေါ့နော်အဲ့ဒါတွေဖြေတဲ့အခါမှာဒီခက်စစ်တို့အလင်ကတို့ဒီအမှတ်ရနိုင်တဲ့အပြည့်ရမယ့်ဟာတွေဖြေတဲ့အခါမှာအမကသိချာလေး
ရှိတယ်ပေါ့နော်အဲ့ဒါတွေကိုဖြေတာနဲ့ပြီးဆိုလည်းမဖြေဘူးဖြေပြီးရတဲ့တခါတည်းစလုံးပေါင်းနေတာတခါတည်းစစ်သွားတယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ကိုကဒီအရှိဘက်ကိုပြန်ပြီးတော့မကြည့်နိုင်ပါဆိုလို့လေအနောက်ကအပုတ်ကြီးတွေကလည်းအများကြီးတွေရေးရတာ哦အဲ့တော့ဒီအမရဲ့အချိန်စရာလေးကိုဒီနောက်လေးမှာပုံပြတာပေးမယ်နော်အင်္ဂလိပ်စာကိုသွားလိုက်ရအောင်အင်္ဂလိပ်စာကကြတော့ဖြေတဲ့လူတိုင်းအချိန်ပို့တယ်လို့ပြောလို့ရတယ်ပေါ့နော်3နာရီရောက်ဆိုတော့လေဒီအချိန်ပိုတာမပိုတာကတော့အစိလက်တာရေးတဲ့ဘာဒီမှာနည်းနည်းလေးတော့ကွာသွားတာရှိမယ်ဒါပေမဲ့အချိန်ပိုတဲ့လူတွေကြီးပါပဲเนาะဒါတော့အမမြင်ကြတော့ပေါ့နော်အချိန်ပိုတဲ့လူတွေကြီးပဲအင်္ဂလိပ်စာကိုလည်းအမကအစင်တိုင်းပဲဖြေပါတယ်အစင်တိုင်းဖြေရဲဆိုတဲ့ခါကျတော့ဒီ initial တွေ choice တွေ grammar တွေရှိမယ်အဲစစချင်းကိုအမက45မိနစ်တောင်ယူရဲပေါ့နော်ဘာဖြစ်လို့အဲ့လောက်ထိအချိန်ယူရလဲဆိုတော့အမကဖြေပြီးရတဲ့တန်းစစ်သွားတယ်ဒီ initial choice တွေကလေတကယ်တော့စဉ်းစားရတဲ့ပုတ်တွေပါတယ်ပေါ့နော်အဲ့ပုတ်တွေဆိုရင်မှတစ်ခါလေ initial တွေထိုင်စဉ်းစားရင်တပုတ်ကို15မိနစ်လောက်ကြာတယ်ပေါ့နော်အဖေကထွက်မလာဘူးအဲ့လိုမျိုးအပုတ်တွေပါတဲ့ခါကျတော့ဒီ initial တို့ choice တို့ grammar တို့အဲ့ဒါတွေမှာအမ45မိနစ်လောက်ထိုင်စဉ်းစားရတယ်ပေါ့နော်ဘာဖြစ်လို့ဆိုတော့အင်္ဂလိပ်စာကအချိန်ပိုတယ်ဖြည်းဖြည်းလေးအေးဆေးဖြေလို့ရတယ်အဲ့ဒါကြောင့်မို့ဒီဆက်စချင်းမှာအချိန်ကအရန်ကြာသွားတယ်ကိစ္စမရှိဘူးပေါ့နော်ဒါကတော့အမအသုံးနေနီးပါအမကတော့ဒီအစင်းလိုက်ပဲဖြေရတူဖြစ်တဲ့အတွက်ကြောင့်ဖြေပြနေတဲ့တခါတည်းစလုံးပေါင်းတွေပါတခါတည်းကြည်သွားတယ်ပေါ့နော်အင်္ဂလိပ်စာကတော့အမဆက်ဆောင်ဝဲခန်းနဲ့ရောက်ပြီးအင်္ဂလိပ်စာဖြေပြီးဆိုရင်ငါတို့ထိုင်ပြီးတော့ထိုင်စဉ်းစားနေရပေါ့နော်အဲ့ဒီ initial တွေအတွက်အဲ့လိုမျိုးကိုကမရတဲ့ဟာတွေက initial တွေမှာလေပါမှာပဲတလားပါဖို့ပုံများတယ်ပေါ့နော်ပါလို့ရှိရင်တော့45မိနစ်လောက်ကြာသွားပြီဆိုရင်တော့အဲ့ဒါခဏထားခဲ့လိုက်ပေါ့နော်မရတဲ့အပုတ်လေးတွေထားပြီးတော့နောက်ထပ်ဟာလေးဆက်ဖြေပါနောက်ထပ်မှာဒီမှာ poem နဲ့ answer the question ရှိတယ်ပေါ့နော် poem နဲ့ answer the question ဆိုရင်ကိုကရတဲ့လူဆိုရင်ဒါကလေ10မိနစ်15မိနစ်လောက်ပဲကြာတယ်ပေါ့နော်အဲ့တော့အမဒီမှာရေးတာကတော့15မိနစ်လို့ရေးထားပါတယ်read the passage 1 နဲ့2ပေါ့နော် read the passage နှစ်ပုတ်ရှိတယ်အဲ့ဒါကကြတော့အကိုကအဖြေလေးတွေတိုက်ပြီးတော့ရွေးပြီးတော့ဖြေအောင်မဲဆိုတော့လေအဲ့ဒါကလည်း25မိနစ်ဒါမှမဟုတ်လေနည်းနည်းလေးခတ်တဲ့ခါကျရင်မိနစ်30ဒီလောက်ပဲကြာတယ်ပေါ့နော်dialogue တွေကတော့အမအတွက်တုံးကတော့ဒါ9မိနစ်လောက်ပဲကြာတယ်ပေါ့နော် dialogue ကကိုကရွေးပြီးတော့ထည့်ရုံပဲလေအဲ့ဒါကြတော့ဒါအားလုံးတော့လည်းအဲ့လောက်ကြာမှာမဟုတ်ပါဘူးဒီ essay ရ letter ပေါ့နော် essay ရ letter ကိုတော့အမအချိန်အများကြီးယူတယ် essay ကိုမိနစ်30 letter ကိုမိနစ်30ယူတယ်ပေါ့နော် essay ရ letter ကကြတော့သူသတ်မှတ်ထားတဲ့စာလုံးတိုင်းရေးရမှာဖြစ်တဲ့အတွက်ကြောင့်စာလုံးရေးပြည့်လေးရေးပေးဖို့လိုပါတယ်ပြီးတော့စာလုံးရေးလည်းအရင်ကြော်သွားလို့မရပါဘူးကြော်သွားရင်လည်းအမှတ်လျှော့ရလို့ပြောတယ်ပေါ့နော်အမဒီမှာဆွဲထားတဲ့အချိန်စရာအရဆိုလို့ရှိရင်မိနစ်30ပို့ပါတယ်အဲ့ဒီမိနစ်30မှာဆိုရင်မရတာကြည့်ရပြန်ပြီးတော့စဉ်းစားပါဒီအင်္ဂလိပ်စာကတော့အချိန်ပိုတာဖြစ်တဲ့အတွက်ကြောင့်လေးလေးကိုလှလှလေးတန်ရက်လေးရေးပြီးတော့ဒီတိုင်းလေးတွားရင်ရပါတယ်အင်္ဂလိပ်စာကိုကြတော့ဒီကိုယ့်ရဲ့အရေးစွမ်းရည်ပဲမူတည်တာဖြစ်တဲ့အတွက်ကြောင့်တယောက်နဲ့တယောက်ကတော့အချိန်နည်းနည်းလေးတော့ကွာသွားမယ်Okay နောက်တစ်ခုသွားလိုက်ရအောင်နောက်တစ်ခုကတော့သင်ချာပါသင်ချာကဆိုလို့ရှိရင်တော့အမတို့က3နာရီအချိန်ရတာဖြစ်တယ်အဲ့တော့3နာရီရတဲ့အချိန်မှာသင်ချာကလေခတ်တဲ့အပုတ်လေးတွေကိုမရတဲ့ပုတ်တွေနဲ့တိုးပြီးဆိုလို့ရှိရင်တော့နည်းနည်းအချိန်ကကြာနိုင်ပါတယ်ဒါအမကိုတွေ့ပေါ့နော်ကိုယ်တိုင်တွေ့တယ်ပေါ့နော်အမတို့သင်ချာဖြေတော့ကဆိုလို့ရှိရင်3မှတ်တန်တပုတ်အမမတွက်တတ်ဘူး5မှတ်တန်တပုတ်အမမတွက်တတ်ဘူးအဲ့လိုမျိုးဟာနဲ့တွေ့ရင်တော့အချိန်ကအများကြီးကုန်သွားတယ်ပေါ့နော်ဒါပေမဲ့ရေဘူးရအမဖြေလေးဖြေထားရှိတယ်အချိန်စရာပုံစံကတော့တင်ချာမှာတော့အမက3မှတ်တန်ကနေစဖြေပါတယ်ဒါအကြောင်းအဆရာမတွေကလည်းပြောတယ်ပေါ့နော်3မှတ်တန်ကနေစဖြေဆိုတော့အမ3မှတ်တန်ကနေပဲစဖြေပါတယ်ဒီ1မှတ်တန်2မှတ်တန်ကကြတော့လေအဲ့လိုပေါ့နေခတ်တာလေးညံစမ်းတာလေးပါနိုင်တယ်အဲ့ခါကျတော့ဒီလိုခက်ကြီးတွေတွက်လိုက်လို့ရှိရင်စိတ်ရှုပ်သွားတယ်စိတ်ရှုပ်ခံလို့လုံးဝမဖြစ်ဘူးเนาะတင်ချာမှာအဲ့ဒါကြောင့်မို့အမဆို3မှတ်တန်အစဖြစ်ပါတယ်3မှတ်တန်မှာလည်းမရတဲ့အပုတ်တွေရှိလာနိုင်လားရှိလာနိုင်တယ်လေအဲ့လိုရှိရနိုင်တဲ့အချိန်လည်းဘာမှစိတ်မပူပါနဲ့ကြော်သားလိုက်ပါအမဆိုလည်းအဲ့လိုပါပဲ final ကြီးမှာလည်း3မှတ်တန်တစ်ပုတ်မသိပါဘူးမသိတော့ကြော်သားလိုက်ပါတယ်အဲ့တော့5မှတ်တန်ကို3မှတ်တန်ပြီး5မှတ်တန်ကိုဆက်ဖြည့်တယ်5မှတ်တန်ကိုဆက်ဖြည့်တဲ့အခါမှာလည်းမသိတဲ့အပုတ်ပါနိုင်လားပါနိုင်ပါတယ်အဲ့ခါကျလည်းကြော်သားလိုက်ပါတယ်ကြော်သားပြီးရင်အရန်ခတ်တယ်ပေါ့နော်တကယ်လို့ပုတ်ကိုရဲ့ပုတ်စာကအရန်ခတ်တယ်ကိုမစင်စားနိုင်ဘူးခဏတော့စဉ်းစားကြည့်တယ်ပေါ့ခေါင်းကြီးရှုပ်လာပြီဆိုရင်အရန်ကြီးအပုတ်မှာပဲမကြနေပါနဲ့ကိုရတဲ့ဟာတွေကိုရအောင်ဖြေပေါ့နော်ရတဲ့ဟာတွေကနေအမှတ်တရမှာဖြစ်တယ်ပေါ့နော်ဒီလိုမျိုးခတ်တဲ့ပုတ်တွေကကြတော့လေတခါလေကြရင်မိကွန်းရထိတ်ဆုံးကြီးမှာလာတင်တာမျိုးရှိရလေအဲ့ဒါကြောင့်ဘလို့လဲဆိုတော့ဥပမာပေါ့ဒီပုတ်ကြီးကမရဘူးသွားပြီးခတ်လိုက်တာဆိုစိတ်
ရှုပ်သွားစီနိုင်နေပေါ့နော်အဲ့တော့ကိုကဒီ trap ထဲကိုမိလို့မရပါဘူးစိတ်ရှုပ်ခံလို့မရဘူးပေါ့နော်ရတာလေးတွေကိုကိုအရင်ဆုံးဖြေပါပြီးတော့မှကိုမတွက်တဲ့ပုံကိုနံပါတ်တက်ပြီးပြန်ဖြေလဲရတယ်နေရာချန်ခဲ့လဲရတယ်ပေါ့နော်အဲ့တော့ကိစ္စမရှိပါဘူး3မှတ်တန်ပြီးသွားပြီ5မှတ်တန်ပြီးသွားပြီဆိုလို့ရှိရင်အမတော့2မှတ်တန်အောင်သွားတယ်ပေါ့နော်2မှတ်တန်ကကြတော့အဖြေလေးပဲရေးရတာဒါပေမဲ့တွတဲ့ဟာတော့များတယ်လေအဲ့အကြောင်းမို့2မှတ်တန်မှာလည်းနည်းနည်းအချိန်ပေးရတယ်အဲ့ဒီခါကျတော့အမကဒီအမအခုပုံမှန်သုံးတဲ့time table လေးကိုပြောမယ်ပေါ့နော်1မှတ်တန်ကိုဆိုလို့ရှိရင်အမကနောက်ဆုံးမှာမိနစ်30လောက်ပို့တယ်အဲ့တော့မိနစ်30ထားတယ်2မှတ်တန်ဆိုလဲမိနစ်30လောက်3မှတ်တန်နဲ့5မှတ်တန်ကိုကြတော့3မှတ်တန်အောင်1နာရီ5မှတ်တန်အောင်1နာရီအဲ့လိုရအောင်ဖြည့်တယ်ပေါ့နော်တကယ်တမ်းလက်တွေ့မှာ3မှတ်တန်1နာရီ5မှတ်တန်1နာရီဖြည့်ဖို့ဆိုတာနည်းနည်းတော့ခက်တယ်ပေါ့နော်ဘာလို့လဲဆိုတော့တချို့ပုံစံတွေဆိုလို့ရှိရင်လေဒီ chapter 7တို့ဘာလို့ဆိုပုံတွေရော graph တွေရောဆွဲရတဲ့ဟာတွေဆိုလို့ရှိရင်အချိန်ကထင်တာထက်1နာရီလောက်ကြော်သွားနိုင်တာရှိတယ်ပေါ့နော်အဲ့တော့ဒီ3မှတ်တန်5မှတ်တန်တွေမှာအချိန်ပိုပြီးတော့ယူနိုင်လေဒီနောက်ဆုံး1မှတ်တန်အတွက်အချိန်ရှိလေပဲပေါ့နော်2မှတ်တန်ကလည်းတချို့အပုတ်တွေဆိုအရန်ရှည်ကြီးတွက်ခိုင်းပြီးတော့မှအဖြေထွက်တာမျိုးတွေလည်းရှိတယ်ပေါ့နော်ဒါပေမဲ့အမကအကြမ်းမြင်ကိုသတ်မှတ်ထားတာကတော့1မှတ်တန်မိနစ်30 2မှတ်တန်30 3မှတ်တန်1နာရီ5မှတ်တန်1နာရီပေါ့နော်ဒါပေမဲ့တကယ်ဆောင်ပွဲကြီးမှာဖြေတော့ကတော့1မှတ်တန်ကိုမိနစ်30အချိန်မရပါဘူးအဲ့တော့ကမိနစ်20 15မိနစ်လောက်ပဲရမယ်ထင်တယ်ပေါ့နော်1မှတ်တန်တွက်တော့အဲ့တော့ကတော့အချိန်ပြေးတော့မယ်အရန်လောနေပြီဆိုတော့ရှိသမျှထင်တာတွေအကုန်ကောက်တွက်လိုက်တာပဲပေါ့နော်ဒါပေမဲ့လည်းကိုကအမှန်ရွေးပဲဆိုတော့အဖြေကနီးစက်တဲ့ဟာလေးတွေလည်းရှိတယ်တေချာထွက်တဲ့ဟာလေးတွေလည်းရှိတယ်ဆိုတော့ဒါကတော့အရန်စိတ်ပူကြတော့မလိုပါဘူးအဓိကကဒီ3မှတ်တန်5မှတ်တန်မှာအချိန်များတည်နိုင်ပိုကောင်းမယ်ပေါ့နော်အဲ့မှာမြန်မြန်လေးနည်းနည်းတွက်ပြီးပိုကောင်းပါမယ်အဲ့တော့နောက်တစ်ခုက chemistry ပါ chemistry ကလေစာရရင်တော့အချိန်ပိုတယ်တလားတော်များများလဲအမတငယ်ချင်းတွေကိုမေးကြည့်တာလဲအချိန်ပိုတဲ့သူတွေပဲများတယ်ပေါ့နော်အဲ့တော့3နာရီမှာဆိုရင်ဒီ chemistry ကိုလည်းအမကအစင်လိုက်ပဲဖြေပါတယ်အားလုံးဆော့ပြောခဲ့သလိုပဲအမကတမတ်တန်တွေကိုစောင်းပွဲဖြေကန်နီးတနိုင်လိုလောက်မှကြည့်ရဆိုတော့လေတမတ်တန်တွေကိုအမအရင်ဆုံးဖြေတယ်စောင်းပွဲခန်းထဲရောက်တာနဲ့ကိုကောင်းတွေကလည်း fresh ဖြစ်နေတယ်တမတ်တန်တွေအခုမှကြည့်လာတယ်စောင်းပွဲခန်းထဲရောက်တော့တမတ်တန်ဖြေတယ်ဆိုတော့အဲ့လိုမျိုးပေါ့နော်တမတ်တန်ကအမှတ်ရနိုင်တာဖြစ်တဲ့အတွက်တေချာ GU စိုက်ဖို့လိုပါတယ်စာလုံးပေါင်းလေးတွေအစ GU စိုက်ဖို့လိုပါတယ်အဲ့တော့ true false ရဲ့ blank ရဲ့ choice မှာဆိုလို့ရှိရင်အမက chemistry ကို25မိနစ်လောက်သွားတယ်ပေါ့နော်chemistry ကနည်းနည်းအပုတ်လည်းများတယ်အဲ့တော့25မိနစ်လောက်အေးစစ်စစ်ပဲဖြည့်တယ်ဇလုံးပေါင်းတွေမှန်ကြည့်တယ်ပြီးတဲ့ခါကျတော့နံပါတ်4ကနေပြီးတော့သူကနံပါတ်7ရှိတယ်ပေါ့နော်အမှရွေးစရာလေးပါတဲ့ပုတ်လေးလည်းရှိတယ်အဲ့ဒါကြီးကျတော့နံပါတ်4ဆိုရင် A to E ရှိတယ်အဲ့ဒါကိုအမက25မိနစ်လောက်တယ်ပေါ့နော်ငါကနံပါတ်5မှာဆိုရင် A to E ရှိတယ်အဲ့ဒါကိုလည်း25မိနစ်လောက်အချိန်ပေးပြီးတော့သူအေးစစ်စစ်ပဲဖြည့်တယ်ပေါ့နော်အမှဆိုလို့ရှိရင်ကိုမတိတဲ့အပုတ်တွေပါလာနိုင်တယ်ပေါ့နော်နံပါတ်5တို့နံပါတ်5မှာလို့ပါလာနိုင်တယ်ပေါ့နော်ပါလာနိုင်တဲ့ခါကျတော့အနေနဲ့စဉ်းစားဖို့အချိန်ပိုယူရတာပေါ့နော်အဲ့တော့နံပါတ်6ကဆိုရင် A to C မှာ25မိနစ်ထားတယ်နံပါတ်7 A to C မှာလည်း25မိနစ်ထားတယ်ပေါ့နော်ဒါကတော့ရေဘူးရအချိန်ကိုသူ့ဟာနဲ့သူထားရတယ်အဲ့လိုထားရမှလည်းငါအရန်ကြာနေပြီဆိုတော့ကိုတတိမူမိပါပေါ့နော်အဲ့ဒီခါကျတော့ဒီလိုမျိုးအမကအချိန်ထားလိုက်တဲ့ခါကျတော့55မိနစ်တောင်ပို့တယ်ပေါ့နော်လက်တွေ့မှာဖြည့်တယ်ဖြည်းချင်းဖြည့်တယ်ဆိုလို့ဖြည်းချင်းဖြည့်တဲ့တူတွေဆိုရင်တော့55မိနစ်တော့မပို့ဘူးပေါ့နော်အမကကျတော့ဒါchemistry ရတယ်ဆိုလို့ရှိရင်ဖြည့်လိုက်ရင်တော့မြန်တယ်ပေါ့နော်အဲ့လိုမျိုးဒါပေမဲ့မသိတဲ့အပုတ်ပါလာရင်တော့တော်တော်လေးအချိန်ကြာတယ်ပေါ့နော်ဟိုဟာရေးရမှာလားဒီဟာရေးရမှာလားမသိတဲ့အခါကျရင်တော့အချိန်ကတပုတ်ကို25မိနစ်နဲ့မရဘူးပေါ့နော်35မိနစ်40အဲ့လောက်ကြီးဖြစ်သွားပြီပေါ့နော်နံပါတ်ကြီးတစ်ခုစီကိုပေါ့နော်အဲ့တော့ပို့တဲ့အချိန်မှာတော့မပြန်စစ်ပါတယ်မရတာပြန်ကြည့်ပါတယ်ဒါကတော့ပုံမှန်ပဲပေါ့နော်အဲ့ဒါကြောင့်မို့ဒီ chemistry ကကြတော့လေအေးစစ်စစ်ဖြည့်ရင်ရပါတယ်အေးစစ်စစ်ဖြည့်ရင်ရတယ်ဆိုပေမဲ့ဒီနံပါတ်ကြီးတွေကိုပေါ့နော်တပုတ်စီကိုကိုအနည်းဆုံးတော့မိနစ်30ဖြစ်ဖြစ်35မိနစ်ဖြစ်ဖြစ်အဲ့လိုမျိုးတွေတတ်မှတ်ထားပေါ့နော်ဟိုတယောက်နဲ့တယောက်အချိန်ကခွဲတာမတူနိုင်ဘူးဟုတ်တယ်ဒါပေမဲ့အချိန်ဒီတိုင်းပြစ်ထားမဲ့အစားပေါ့နော်ကိုနံပါတ်4ကိုစဖြည့်ပြီးဆိုတာနဲ့နာယူတစ်ချက်ကြည့်လိုက်โอเคငါဒီကနေစဖြည့်တယ်โอเคနံပါတ်4ဖြည့်ရဘယ်လောက်ကြာသွားပြီလဲ25မိနစ်ကြာသွားပြီလားမိနစ်30ကြာသွားပြီလားအဲ့လိုကြာသွားပြီဆိုကိုကတိလိုက်ပြီโอเคဒီလောက်ဒီမှာအရန်ကြာနေလို့မရဘူးနောက်တစ်ပုတ်ကူရမယ်အဲ့လိုအချိန်ကိုလည်းအမြဲတိုက်နေပေါ့နော်အဲ့တော့ဒါကတော့ကိုအနှုံးနဲ့ကိုပဲပေါ့နော်အဲ့တော့အချိန်ကိုတော့မပြစ်ထားပါနဲ့နာယူအမြဲကြည့်ပါပြီးရင်ကြံသေးတဲ့အပုတ်အကြီးအတွက်နဲ့ကိုမှအခုရောက်နေတဲ့အပုတ်နဲ့ဘယ်လောက်အချိန်ကြာနိုင်တယ်လဲကိုပြန်ပြီးတော့တွက်ကြည့်ပါ
ဒီ chemistry ကတော့မေကွန်ခတ်တာရလားအဲ့ပေါ်မူတည်တာဖြစ်တဲ့အတွက်တယောက်နဲ့တယောက်တော့ကွာခြားမှုလေးတွေနည်းနည်းတော့ physics မှာဆိုရင်3နာရီရတယ်3နာရီမှာဆိုလို့ရှိရင်လည်းအမ physics ကိုလည်းအစင်တိုင်းပဲဖြည့်တယ်ပေါ့နော်အစင်တိုင်းဖြည့်ရတာအမတော့ဝါသနာပါတယ်ဘာလို့လဲဆိုတော့အစင်တိုင်းဆိုရင်အမဒီ collect တွေတမတ်တန်တွေကိုပို့ပြီးအာရုံစိုက်နိုင်တယ်လို့ထင်လို့ပေါ့နော်အဲ့တော့ true false တွေ blank တွေ choice တွေကို physics မှာဆိုလည်းအမကအကြာကြီးပဲထိုင်စဉ်းစားတယ်မိနစ်30လောက်ပေးတယ်အဲ့ဒါတွေကိုအေးစစ်စစ်ဖြည့်ပြီးစိတ်လည်းကျဉ်တ်ပြီးဆိုတော့မှနောက်ထပ်အပုတ်ကြီးတွေကိုတွားတယ်ပေါ့နော် physics မှာဆိုလို့ရှိရင်6ပုတ်ထဲကနေပြီးတော့နံပါတ်ကြီး6ခုထဲကနေ4ခုရွေးပြီးဖြေရတယ်ပေါ့နော်အဲ့လိုဖြေတဲ့အခါတော့အဲ့နံပါတ်ကြီး4ခုကတခါလေကြာရင်မသိတဲ့အပုတ်တွေလည်းပါတယ်ပေါ့နော်အဲ့လိုမသိတဲ့အပုတ်တွေပါတဲ့ဟာတွေဆိုရင်တော့ဖယ်ပြီးတော့ရွေးနော်အဲ့ပုံမှာပေါ့နော်ဒီနံပါတ်ကြီး6ခုမှာဒီနံပါတ်တွေကိုအကုန်လုံးလိုက်ဖတ်ပါမိကုန်းတွေအကုန်လုံးမရွေးခင်4ပုတ်ကိုမရွေးခင်အကုန်လုံးလိုက်ဖတ်ပါဖတ်ပြီးရနဲ့ကြည့်ပါโอเคဘယ်နံပါတ်ကတော့ငါရတာအများဆုံးပါတယ်โอเคအကိုရတာအများဆုံးပါတဲ့အပုတ်ကိုရွေးဖြေပါအဲ့တော့မေးခွန်းဖတ်ဖို့အတွက်အချိန်ကိုရွေးဖို့ပေါ့နော်ဒီနံပါတ်ကြီး6ခုထဲကနေနံပါတ်4ခုရွေးဖို့အချိန်ကို7မိနစ်လောက်ပေးလိုက်ပေါ့နော်အဲ့ဒါကတော့ကိုယ်စိတ်သဘောပါပဲပေးလိုက်ရတယ်မပေးလိုက်ရတယ်ဒါပေမဲ့အမကတော့မေးခွန်းအကြာကြီးဖတ်တယ်ပေါ့နော်ဘာလို့ဆိုတော့မရတာချင်းတူနေရင်တော့ဒီပုတ်ကအမှတ်ပို့ရမလားဒီပုတ်ကအမှတ်ပို့ရမလားအဲ့လိုနဲ့ချိန်ကြည့်ရပေါ့နော်ဟုတ်ပါတယ်အဲ့ဒီ4ခုကိုရွေးပြီးသွားပြီဆိုလို့ရှိရင်အဲ့ဒါကိုတွက်ရင်တော့အမဆိုရင်တော့2နာရီခွဲလောက်ကြာရပေါ့နော်တခါကြီးကြာရင်မြန်တဲ့အခါကိုရတဲ့အခါဆိုရင်တော့2နာရီလောက်ဖြစ်သွားရပေါ့နော်အဲ့ဒါဆိုလို့ရှိရင်မိနစ်30ပို့ပါမယ်အမဒီအချိန်စရာလေးတွေကိုတစ်ခုရဲ့အနောက်လေးတွေမှာအကုန်လုံးရေးထားပေးပါမယ်ပုံလေးပြထားပေးမယ်ပေါ့နော်အဲ့တော့နောက်ဆုံး bio သွားလိုက်ရ bio ကကြတော့အမတို့က3နာရီရတယ် bio ကကြတော့လေဒါကကိုယ့်ဘော်ပဲမူတည်တယ်ပေါ့နော်ကိုကြက်ထားတဲ့ပုံနဲ့ကိုဖြေရမယ့်ပုံနဲ့တိုးနေရင်တော့အဲ့လက်အချိန်ကမြန်တယ်ပေါ့နော်ဟုတ်ပါပြီအဲ့တော့အမက true false တွေ blank တွေ choice တွေကိုဘယ်နှနာရီဘယ်အလောက်အချိန်ပေးလဲပေါ့နော်အဲ့တော့အမက bio လဲအစင်းလိုက်ပဲဖြေပါတယ်ကိုတမတ်တန်လေးတွေကိုဦးစားပေးပြီးတော့တေးချချစိတ်ချပြီးဆိုတော့မှနောက်ထပ်ဟာတွေကိုကူးပါတယ်အဲ့တော့ true false တွေ blank တွေ choice တွေအတွက်မှ15မိနစ်ထားပါတယ်အဲ့ဒါကတော့ကိုကရနေတဲ့အခါကျရင်တော့မြန်တယ်ပေါ့နော်အဲ့ true false တွေကကြတော့စလုံးလေးတွေဖြည့်အောင်ပဲဆိုတော့လေအဲ့တော့ number 4မှာဆိုရင် A to F ရှိတယ်number 5မှာဆိုလို့ရှိရင်သူက A to F ကိုမှကိုကအပုတ်ကြီး4ပုတ်ပဲဖြည့်ရမှာဖြစ်တဲ့အတွက်ဒီအချိန်ကြီးကိုတော့ကိုအချိန်ကြီးဖို့လိုတယ်ပေါ့နော်အဲ့တော့အမက number 4ကိုတနာရီလို့အချိန်ပေးလိုက်တယ် number 5ကိုတနာရီလို့အချိန်ပေးလိုက်တယ်အဲ့လိုပဲရေဘူးရသတ်မှတ်လိုက်တယ်ပေါ့နော်ပိုတဲ့15မိနစ်ကိုစာစစ်ချိန်လို့သတ်မှတ်ပါတယ်number 4တွေ number 5တွေကကြတော့ဒါကအခုကြည့်နေတဲ့သူပေါ်ပဲမူတည်တယ်ပေါ့နော်ကိုကဘယ်လိုဖြေမလဲကိုကဒီအပုတ်ရလားအဲ့ပေါ်မူတည်တယ်ပေါ့နော်ကိုကနည်းနည်းချောလေးပြီးသွားမယ်ဆိုလို့ရှိရင်တနာရီဒါမှမဟုတ်လဲမိနစ်45မိနစ်နဲ့ပြီးသွားနိုင်တယ်ပေါ့နော်နံပါတ်4တို့ပါလို့ဆိုရင်ကိုကဒါမှမဟုတ်နည်းနည်းအခက်တွေ့နေပြီဆိုလို့ရှိရင်တော့တနာရီ5မိနစ်လောက်နံပါတ်5ဆို4ပုတ်ပေါ့နော်အပုတ်ကြီးတော့နည်းနည်းတော့ကြာသွားနိုင်ပါတယ်ဒါပေမဲ့ဒါကတော့ကိုရတဲ့အပုတ်ပေါ်ပဲမူတည်တာဆိုတော့လေဥပမာကိုကရှည်တဲ့အပုတ်မေးခံရတယ်ဆိုရင်နည်းနည်းပိုကြာမှာပေါ့နော်အဲ့တော့ဒီ bio အတွက်ကြတော့လေအချိန်လေးကိုကိုချိန်ကြီးကြည့်ပါပြန်ပြီးချိန်ကြီးလို့ရပါတယ်ဥပမာပေါ့နော်ကိုကဘယ်နာရီချိုးသွားပြီလဲ10နာရီ15မိနစ်ရှိသွားပြီထားလိုက်ပါတော့10နာရီ15မိနစ်ရှိသွားပြီဆိုလို့ရှိရင်ကိုကဘယ်နှပုတ်ကြံသေးတယ်လဲ2ပုတ်ကြံသေးတာလားဆိုရင်ကြံတဲ့အချိန်နဲ့လောက်ပါမလားဒီဟာလိုမျိုးပေါ့နော်နာရီကိုအမြဲတမ်းပြန်ကြည့်ပေးပါမဟုတ်ရင်လေကိုကနာရီမကြည့်ပဲဖြည့်ချင်ဖြည့်နေတဲ့ခါကျတော့လေဘယ်အချိန်တွေရောက်မှန်းမသိဘူးကိုတစ်ချက်ကြည့်လိုက်တော့မှဟာခေါင်းလုံးထိုးတော့မယ်ဆိုအဲ့လိုမျိုးမဖြစ်အောင်လို့ပါအဲ့တော့ဖြည့်လဲဖြည့်ပါနိုင်လေးလည်းကြည့်ပေးပါအချိန်လေးကိုတော့ရေဘူးရလေးကောင်းထဲမှာခွဲတာပေါ့နော်ဒါပေမဲ့ဆောင်းမွေးခန်းနဲ့ရောက်ရင်တော့အချိန်ကလိုတိုးပိုရှော့သူ့ဟာသူတော့ဖြစ်သွားမယ်ပေါ့နော်ဒါပေမဲ့အချိန်ကိုတော့အမြဲကြည့်နေပေးပါလောက်သေးလားမြန်ရေးဖို့လိုလားနင်းရေးဖို့လိုလားဒါမျိုးလေးတွေကြည့်ပေးပါနော်အဲ့တော့အားလုံးပဲဒီနေ့ဗီဒီယိုလေးကဒီလောက်ပါပဲเนาะဒီမိကွန်းနေနဲ့ပတ်သက်ပြီးတော့အချိန်လေးတွေကိုဘယ်လိုခွဲရမလဲဆိုတော့ပြပြပေးသွားတာဖြစ်ပါတယ်အားလုံးပဲဆောင်းပွဲဖြေခါမှာအားလုံးပဲကံကောင်းကြပါစေကိုရတဲ့မိကွန်းလေးတွေပဲလာကြပါစေအများကြီးဆုတောင်းပေးပါတယ်နောက်ထပ်ပေါ့เนาะဘယ်လိုမျိုးဆောင်းပွဲဖြေရင်ဘယ်လိုမျိုးလေးတွေစာကိုသူ့အစင်လိုက်သူကြည့်မလဲဆိုတဲ့ဟာလေးတွေကိုလည်းပြပြပေးသွားပါမယ်အဲ့တော့နောက်ထပ်ဗီဒီယိုလေးတွေမှာပြန်တွေ့ပါမယ်เนาะဒီနေ့ဗီဒီယိုလေးကဒီလောက်ပါပဲ bye bye